စာရှင်မလေးမို့အများကတည်တယ်နော်ရာဇဝင်တွေကနှလုံးသားအကြောဘောစောမော်လာဖျားမသမိုင်းမတန်တင်နော်အနော်ယထာမင်းမြန်မစာကြည်ညိုဖူးမြော်ဓာတုစေရီတော်အမွေကိုပါကြော်လေးကြော်တဆူဝင်မြင့်မြတ်သူတို့နှလုံးသားစီရနာအမှန်တကိုးကြီးမြတ်ဖျားရွှေစာရန်လာခဲ့ပါနော်တပေါင်းလာပြေပွဲတော်ပိတ်ခေါ်တရွယ်ပရီလေးလဲမဆွဲလို့ပြောတခါကရွှေစာရင်အမတ်တရားရှိနေသေးပါမမိနိုင်တော့ဘူးကွာစာရှင်မလေးမို့အများကတည်တယ်နော်ရာဇဝင်တွေကနှလုံးသားအကြောဘောစောမော်လာဖျားမသမိုင်းမတန်တင်နော်အနော်ယထာမင်းမြန်မစာကြည်ညိုဖူးမြော်ဓာတုစေရီတော်အမွေကိုပါကြော်လေးကြော်တဆူဝင်မြင့်မြတ်သူတို့နှလုံးသားစီရနာအမှန်တကိုးကြီးမြတ်ဖျားရွှေစာရန်လာခဲ့ပါနော်တပေါင်းလာပြေပွဲတော်ပိတ်ခေါ်တရွယ်ပရီလေးလဲမဆွဲလို့ပြောတခါကရွှေစာရင်အမတ်တရားရှိနေသေးပါမမိနိုင်တော့ဘူးကွာအဘေယခေမာကုန်းတော်စီဘေထုံတီဟောနမောကအိုစီပူဇော်ပတရှင်မောလာရှမ်းမလေးတွေကခုံညာသစ္စာရိတ်တန်ရွှေစာယံအမေရဲ့ကိနာရီနှောင်းကြချောင်းကမြတ်တာကြီးချစ်ကြသူတွေပြောရမည်လုံထဝယ်ရီရေပြကန်းကြီးအမုံမရှိတဲ့ဒီနေရာလွမ်းမနေအောင်ကွာယေရှုရွှဲလေပတ်မှာပဲမန္တလာတွေဦးတင်ညံပွဲလက်ကုပ်လေးနဲ့ပတ်တဲ့ရေအပြုံးများနှလုံးသားခံစားစေရွှေစာရန်ကိုလွှဲခဲ့ဦးတဲ့လေအဘေယခေမာကုန်းတော်စီဘေထုံတီဟောနမောကအိုစီပူဇော်ပတရှင်မောလာရှမ်းမလေးတွေကခုံညာသစ္စာရိတ်တန်ရွှေစာယံအမေရဲ့ကိနာရီနှောင်းကြချောင်းကမြတ်တာကြီးချစ်ကြသူတွေပြောရမည်ဒုက္ခဝယ်ရီရေပြကန်းကြီးအမုံမရှိတဲ့ဒီနေရာလွမ်းမနေအောင်သွားယေရှုရွှဲလေပတ်မှာပဲမန္တလာတွေဦးတင်ညံပွဲလက်ကုပ်လေးနဲ့ပတ်တဲ့ရေအပြုံးများနှလုံးသားခံစားစေရွှေစာရန်ကိုလွှဲခဲ့ဦးတဲ့လေချင်နာသူရေခုတော်ဝီပြီလေချစ်တဲ့သူတွေလွှဲခဲ့